Manchester United ကနေမကြာခင်မှာထွက်ခွာတော့မဲ့လို့သတင်းတွေထွက်ပေါ်နေတဲ့ရက်ပိုဟာဘယ်အသင်းကိုပြောင်းရွှေ့နိုင်မလဲဆိုတာပရိသတ်တွေကြားမှာစိတ်ဝင်စားစရာဖြစ်နေပါတယ်။လက်တလောထွက်ပေါ်နေတဲ့သတင်းတွေရဆိုရင်ရက်ပိုဟာ United မှာဆက်ရှိဖို့အခြေအနေနည်းနေပြီးအသင်းပြောင်းဖို့များနေပါတယ်။ရက်ဖောက်ရဲ့အေဂျင့်တွေနဲ့ဘာစီလိုနာအသင်းတို့ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့သတင်းတွေကဖော်ပြပါတယ်။ဘာစီလိုနာဘက်ကတော့အငှားစာချုပ်နဲ့အရင်ခေါ်ယူပြီးမှအပြီးသက်ဝယ်ယူဖို့ရည်ရထားပုံရပါတယ်။ရက်ဖောက်ကိုယ်တိုင်ကလည်းဘာစီလိုနာကိုပြောင်းဖို့စိတ်အားထက်သန်နေတယ်လို့ဆိုပါတယ်။ အက်စတွန်ဗီလာအသင်းဟာလည်းမန်ချက်စတာယူနိုက်တက်ကနေအက်စတွန်ဗီလာကိုအငှားနဲ့ပြောင်းရွှေ့ခဲ့ပြီးအဲ့ဒီမှာခြေစွမ်းပြနိုင်ခဲ့ပါတယ်။ဗီလာကလည်းသူ့ကိုအပြီးသက်ဝယ်ယူဖို့အတွက်ပေါင်တန်း40တန်နဲ့ဝယ်ယူခွင့်ရှိတယ်လို့သတင်းတွေကထွက်ပေါ်နေပါတယ်။ပြင်သစ်ထိပ်တန်းကလပ် PSG ကလည်းရက်ဖောက်ကိုအရင်ကတည်းကစိတ်ဝင်စားခဲ့ပြီးအမာဘေးထွက်ခွာသွားပြီးနောက်ပိုင်းတိုက်စစ်ပိုင်းအင်အားဖြည့်ဖို့အတွက်ရက်ဖောက်ကိုပြစ်မှတ်ထားနိုင်တယ်လို့ခန့်မှန်းရပါတယ်။အခြားဥရောပကလပ်အသင်းတွေအပြင်ဆော်ဒီလစ်ကလပ်အသင်းတွေကလည်းရက်ဖောက်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သတင်းတချို့ကဖော်ပြပါတယ်။ဒါပေမဲ့ရက်ဖို့ကိုယ်တိုင်ကတော့ဥရောပမှာစက်ကစားလိုပုံရပါတယ်။လက်ရှိအချိန်မှာတော့ဘာစီလိုနာကရက်ဖောက်ရဲ့ပြောင်းရွှေ့ဖို့ဖြစ်နိုင်ခြေအများဆုံးအသင်းအဖြစ်သတ်မှတ်ခံထားရပါတယ်။ရက်ဖို့ရဲ့အနာဂတ်ဟာမကြာခင်မှာပိုမိုရှင်းလင်းလာတော့မှာဖြစ်ပါတယ်။